မင်္ဂလာပါတကယ်ချင်းတို့နံပါတ်3ကတော့ရေစီးဖောင်ဆန်စကားပြောနေပဲဖြစ်ပါတယ်တကယ်ချင်းတို့ရေစီးနေတဲ့အချိန်မှာဖောင်နဲ့ဆန်တက်ခြင်းရင်တဟုန်တိုးဆန်တက်လို့မရပဲကိုလိုရရောက်အောင်ဖြည်းဖြည်းချင်းဆန်တက်ရတယ်အဲ့ဒီလိုပဲစကားပြောဆိုရမှာလဲဥပမာနဲ့တကွာကိုလိုရရောက်အောင်ဖြည်းဖြည်းချင်းပြောရတယ်တကယ်ချင်းတို့ကိုဇက်လန်းလေးတစ်ပုဒ်ပြောပြမယ်နော်တခါတော့ကဘယင်တစ်ပါးဟာစစ်တီပိုပါလုံးရင်းနဲ့နေဆက်စီချီတက်လာပြီးနေဆက်မှာတောင်းချမ်းနေတဲ့တခုဓမြတွေကိုတိုက်ခိုက်နေတော်မူတယ်။ပြီးရင်နေကြားဒေသမှာပဲတက်ဆွဲထားတဲ့အတွက်နေနမိတ်ချင်းထိစပ်နေတဲ့တိုင်းပြည်ရဲ့ဘရင်ဟာသူ့နယ်ဘက်ကိုကျူးကျော်လာမှဆိုရင်ပြီးလိမ်မာပါတဲ့တန်အမတ်တူကိုရွှေပေးလွှာပို့ခိုင်းလိုက်တယ်။တန်အမတ်လည်းရွှေပေးလွှာကိုတွားရောက်ဆက်သားရာတိုင်းချဘရင်ကဖတ်ကြည့်တယ်။ ဆွေရောအဆွေတော်ရဲ့နိုင်ငံလုံခြုံရေးအတွက်စီမံကွပ်ကဲမှုကိုစာနာစွာထောက်ခံပါတယ်။ကျွန်တော်ရဲ့နိုင်ငံနဲ့နမိတ်ကိုလည်းကျွန်တော်ကယူဆိုင်လျက်ရှိပါတယ်။အဆွေတော်ကျမ်းမာ၍လူရဆန္ဒပြည့်ပါစေ။ ရွှေပေးလွှာကိုဖတ်ပြီးတိုင်းချဘရင်ဟာဒေါသပုံထားသွားတော့တယ် ပန်းငါလည်းဘယင်သူလည်းဘယင်ပဲဘယင်အချင်းချင်းအဆွေတော်လေးပါလေးနဲ့မလေးမစားဆိုရလားတဲ့တို့ရဲ့ဘယင်ကဘာဖြစ်လို့အဆွေတော်လို့ငါ့ကိုခေါ်ရတယ်လဲရှင်းပြကြစမ်းအေးရှင်းမပြနိုင်ရင်မင်းတို့တန်တစ်ဖွဲ့လုံးကိုတတ်မယ် ။တန်အမတ်ဟာလည်းလိမ်မာပါတဲ့ပညာရှိတူမို့ခက်ဖြည်းဖြည်းလျှောက်ထားတယ်။မှန်လားပါအရှင်မင်းကြီးတပညုတဖျားရှင်တို့မြည်သည်ဖျားမဖြစ်ခင်ကတော်ဆက်ခဲ့တဲ့ညီကိုသားချင်းတို့ကိုဖျားအဖြစ်ရောက်တော်မူတဲ့အခါညီတော်နောင်တော်ရဲ့လို့ခေါ်ရိုးထုံးစံမရှိပါဖျားရှင်အချင်းချင်းသာညီတော်နောင်တော်လို့ခေါ်ဝေါ်ကြပါသည်ယဟန်တော်တွေဟာလေယဟန်မဝတ်ခင်လူဝကြောင့်ဘဝကညီတွေအကိုတွေကိုယဟန်ဘဝရောက်တဲ့အခါညီတော်နောင်တော်လို့မခေါ်ဝေါ်ကြပါဘူးယဟန်တန်ကအချင်းချင်းသာညီတော်နောင်တော်လို့ခေါ်ဆိုကြပါတယ်ဒီလိုပါပဲထီးပြူဆောင်မင်းတို့ဟာလေသူလိုထီးပြူမဆောင်ရသေးတဲ့ဆွေမျိုးသားချင်းတို့ကိုအဆွေတော်ရည်လို့ခေါ်ဝေါ်လိမရှိပါရွှေပေးလွာလဲပေးပူရိုးထုံးစံမရှိပါထီဆောင်မင်းအချင်းချင်းကိုသာအဆွေတော်ရည်လို့ခေါ်ဝေါ်ပြီးရွှေပေးလွာပြီးဆက်လိရှိကြပါတယ်တန်မတ်ရဲ့လျှောက်တင်ချက်ကိုကြားရမှတိုင်းကြဘရင်ဟာစိတ်ဆိုးပြေသွားတယ်ဒီဖြစ်စဉ်မှာပညာရှိတန်မတ်ကြီးကတိုင်းကြဘရင်သဘောပေါက်စေဖို့ဥပမာနဲ့တကွာရှင်းပြပြီးသူလူရရောက်ရှိစေတာဟာရေစီးဖောင်ဆန်စကားပြောနည်းကိုသုံးသွားခြင်းပဲဖြစ်ပါတယ်ကဲတငယ်ချင်းတို့လည်းဒီစကားပြောနည်းလေးကိုမှတ်ထားကြရမယ်နော်ဒီဗီဒီယိုလေးကတကယ်ချင်းတို့အတွက်တခုခုအကျိုးရှိစေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပေးခဲ့ကြပါဦးဗျနောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်